ကျမ်းမာရေးညံ့နေတဲ့ဆိုတဲ့ကောလာဟာလတွေထွက်နေပြီမဲ့ဂန္ဒီကတော့သူ့အစီအစဉ်တိုင်းဆက်လုပ်နေသေးပါပဲခရီးတစ်ထောက်နားတိုင်းအလုတ်ထွက်တဲ့ဒေသဆိုင်ရာအရာရှိဘလောက်ရှိသွားပလဲသူ့လှုပ်ရှားမှုရဲ့အထိတ်မှဝတ်စုံသဘောမျိုးဖြစ်လာတဲ့လက်ရက်ထဲခါဒီဝတ်တဲ့ရွာသားဘလောက်ရှိပြီလဲလို့မေးပါဂန္ဒီကအိန္ဒိယပြည်သူတွေကိုပြည်ပကတင်ပို့တဲ့အထည်တွေမဝယ်ဖို့ဟောပြောပါတယ်ပြည်တခြားသွင်းကုန်အထည်လုပ်ငန်းကသန်းနဲ့ချီတဲ့အလုပ်တွေပြုတ်သွားအောင်ဆိုပြီးတော့သူကိုယ်တိုင်တနေ့2နာရီဘိုင်းငင်ပါတယ်အိန္ဒိယပြည်သူတွေအားလုံးတစ်ချိန်တည်းလိုဘိုင်းငင်ရရင်ဘိုင်းငင်နဲ့ရစ်ဘိန်းတန်တွေဟာလွတ်မြောက်ရေးတေးတန်တွေဖြစ်လာလိမ့်မယ်သူတနေ့4နာရီပဲအိတ်တယ်ထောင်နဲ့ချီတဲ့လူအုပ်ကြီးကိုအဖမ်းခံရပြီးတော့ထောင်ထဲလည်းရောက်သွားနိုင်တယ်ဒါမှမဟုတ်ရင်ချီတက်ပွဲလည်းအရှုံးနဲ့ညီကုန်းချုပ်သွားနိုင်တယ်ဆိုတာနားချလိမ့်မယ်သူစကားထိရောက်ဖို့အတွက်ဘယ်လိုလုပ်ရကန်ရမယ်ဆိုတာနားလည်တဲ့လူတစ်ယောက်ပေါ့လေအမြင်အရကတော့သူဟာအိန္ဒိယရဲ့အေယာမပုံကူတွေကတယောက်လို့ပြောနိုင်ပါတယ်လူသိရှင်ကြားဖြစ်အောင်လုပ်သူတွေဆိုတဲ့စကားလုံးကိုကျွန်တော်မုန်းမိမဲ့စကားအရပေါ့လေသူချီတက်ခဲ့တာမာတင်လူဒါကင်းဝါရှင်တန်ကိုချီတက်တာမတိုင်ခင်အစောကြီးကတည်းကပဲဂန္ဒီကြီးကဒါကိုစခဲ့တာပဲလေသူချီတက်တိုင်းလူတွေလည်းတယောက်နဲ့တယောက်ပြောကြတယ်သူချီတက်နေတယ်ဥပဒေကိုဖီဆန်နေပြီတို့သူနဲ့ပူးပေါင်းကြမယ်ကျွန်တော်တို့ရဲ့လူကျင်သားတွေကိုဗြိတိရှကိုအင်အားသုံးတိုက်ခိုက်တာမဟုတ်ပဲပြနိုင်တဲ့အခွင့်အရေးပဲကျွန်တော်တို့ဟာကျွန်းနေမဟုတ်ဘူးဖရားကြီးကျွန်တော်ကိုယ်တိုင်ကျောင်းသားအရွယ်ပဲရှိသေးတာသူရီမှန်းချက်အတိုင်းတကယ်လုပ်တော့မယ်ဆိုတော့ကျွန်တော်ရဲ့သပင်တွေတောင်ထောင်လာမိတယ်စားတဆုပ်ကင်လိုက်တာနဲ့သူအဖမ်းခံရတော့မယ်ဆိုတာကျွန်တော်သိနေတယ်လေ24ရက်မြောက်တဲ့နေ့မှာတော့ချီတက်လာသူတွေပင်လယ်စီကိုရောက်လာခဲ့ပါလေအမေရိကန်သတင်းစာတစ်စောင်ရဲ့အeditorအားပေါ်မှာလက်ဖက်ချောက်ကိစ္စကြောင့်အမေရိကန်ကိုပြည်တိန်ကလက်လွတ်လိုက်ရတယ်လို့စားကြောင့်အိန္ဒိယကိုထပ်ပြီးဆုံးရှုံးရတော့မယ်လို့ရေးသားခဲ့ပါတယ်ဥပဒေမချိုးဖောက်ခင်နေ့ညနေခင်းမှာဂန္ဒီကနောက်ကလိုက်လာတဲ့လူ12000ကိုမိန့်ခွန်းပြောပါတယ်လက်ထဲမှာစားတဆုပ်စီကင်ထားပါဒီစားတွေဟာရူပီသန်း60တောင်တန်ပါလေဒါအစိုးရကစားလုပ်ငန်းကိုလက်ကြီးအုပ်ပြီးတို့စီကယူနေတဲ့ငွေပမာဏပဲဒီပီလာ6ရက်နေ့မနေ့မှာဂန္ဒီဟာခါကိုကိုင်းလိုက်ပြီးတော့ရှွတ်နဲ့စားတဆုပ်ကဲ့ယူလိုက်ပါတယ်ဂန္ဒီစားဥပဒေချိုးဖောက်တဲ့တဲ့ရင်ဟာတနိုင်ငံလုံးကိုပြက်စစ်နဲ့တိုးလိုက်တယ်ပြန့်နှံ့သွားတယ်သူ့လိုလုပ်ဖို့လူတွေထောင်နဲ့ချီပြီးပင်လယ်ဘက်ကိုလိုက်လာကြပြီ။နောင်ခါမှာအိန္ဒိယရဲ့ဝန်ကြီးချုပ်ဖြစ်လာမဲ့ဂျဝါဟာလာနေရူးကသူ့သဘောထားကိုထုတ်ဖော်ကြေညာခဲ့တယ်။ရုတ်တရက်စပရိန်တစ်ခုခုန်ထွက်လာတာမျိုးပါပဲ။စားလုပ်ငန်းအကြောင်းကတနိုင်ငံလုံးမှာလူတိုင်းပြောနေတဲ့ကိစ္စကောင်းတာဆိုးတာအပထားအရေးကြီးတာကဒီဆက်ဆုပ်ဖို့ကောင်းတဲ့စားဥပဒေကိုချိုးဖောက်ပစ်မယ်လို့ဆုံးဖြတ်ကြဖို့ပါပဲ။ဒါဆိုရင်ကျွန်တော်တို့အောင်မြင်မှုရမှာပဲThis tremendous success of Saudi Arabia ကဟာစားတိုက်ပွဲကြီးအကြီးကျယ်အောင်မြင်ခဲ့တယ်ဗြိတိရှားတွေလုံးဝကြိုတွက်မထားခဲ့ဘူးတချို့ဆိုတန်တရားအကြီးကျယ်ဖြစ်ကြတယ်ဘာစားတိုက်ပွဲလဲတဲ့ပင်လယ်ရေကိုခွက်ထဲထက်စူအောင်ကြိုတာနဲ့ဗြိတိရှားအင်ပါယာကိုမဖယ်ရှားနိုင်ပါဘူးတဲ့So that was the ဒီလိုယူဆကြတာတွေရှိတယ်ဒါပေမဲ့အကြမ်းဖက်လှုပ်ရှားမှုမှာခေါင်းဆောင်ရဲ့အတွင်းစိတ်ထားလူကိုဘယ်လိုစီးရုံးမလဲသူတို့တိုက်ပွဲဟာဘာအတွက်ဆိုတာနားလည်အောင်လုပ်ဖို့နောက်ပြီးဘယ်လိုတိုက်ပွဲပုံစံကအကြမ်းဖက်တဲ့နည်းလဲဆိုတာတွေသိဖို့ရေးကြီးပါတယ်လှုပ်ရှားမှုတိုင်းပြည်လုံးကိုပြန့်နှံ့သွားပြီမဲ့သူ့ကိုမဖမ်းသေးတာကိုဂန္ဒီကအံ့အားသင့်တယ်ပင်လယ်ကမ်းခြေကိုသွားပြီးလူမှုအာဏာဖီဆန်ရေးကိုအားပေးရင်းဒါဟာအစပဲရှိသေးတယ်လို့လည်းဟောပြောပါတယ်ဒီနေ့ကျွန်တော်တို့စားဥပဒေကိုဆန့်ကျင်နေကြပါတယ်မနေ့ဖန်ဆိုရင်တခြားဥပဒေတွေကိုအ
အမိုက်တောင်းနဲ့လွင့်ပြနိုင်အောင်ကျွန်တော်တို့ဆက်လုပ်ကြမယ်ဒီလိုလုပ်နေရင်ဆန့်ကျင်နေရင်နဲ့နောက်ဆုံးတစ်နေ့မှာသူတို့ဆက်ပြီးအုပ်ချုပ်နိုင်တော့မှာမဟုတ်ပါဘူး When you are အ non-violent, ချမ်းမဖက်ဘူးဆိုရင်ခင်ဗျားကိုကျွန်တော်တို့ဘယ်လိုလုပ်အရေးယူလို့ရမှာလဲခင်ဗျားရဲ့စင်ခေါ်မှုကိုဘယ်လိုရင်ဆိုင်ရမှာလဲခင်ဗျားကိုထောင်ချလိုက်ယူကလွယ်လို့ပေါ့ and if we imprison you again, you become more popular. ဖမ်းပြီးထောင်ချလိုက်ပြန်ရင်လည်းခင်ဗျားကပိုးပြီးနာမည်ကြီးလာအောင်မယ်လက်နက်တွေအသုံးချလို့မရသုံးလို့မရဘူးလေခင်ဗျားကိုကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်လို့မရဘူးဗြိတိရှအစိုးရကိုအနိုင်ယူလွှမ်းမိုးတဲ့နီးနာကိုတဖြည်းဖြည်းတီထွင်တဲ့သူတယောက်ပေါ်လာတာပါပဲ နယူးဒေလီမြို့အစိုးရရုံးကနေလော့ဒ်အာဝင်ကလန်ဒန်ကိုကြေးနန်းပေးပို့လိုက်ပါတယ် ဂန္ဒီရဲ့ပုဂ္ဂိုလ်ရေးဩဇာလွှမ်းမိုးမှုကအစိုးရအုပ်ချုပ်ရေးတည်တံ့မှုကိုချိန်ချောက်နေတယ်တချို့ဒေသတွေမှာဆိုရင်အစိုးရအာဏာတက်ရောက်မှုရော့နေသောအောင်သူလုပ်နေပါလေ ဂန္ဒီရဲ့ဌာနချုပ်တွေဟာပင်လယ်ကမ်းစပ်မှာပါပထမဆုံးအချိန်စားတွေလက်ထဲဆုပ်ကိုင်ခဲ့ပြီးတလအကြာလှုပ်ရှားမှုအရှိန်မြင့်မှုသူကြေညာလိုက်တယ်သူနဲ့နောက်လိုက်နောက်ပါတွေဒါရာဆာနာမြို့အနီးကအစိုးရပိုင်းစားလုပ်ငန်းတွေကိုသိမ်းတော့မယ်တဲ့စားလုပ်ငန်းတွေကိုအပိုင်စီးမှုရပ်တန့်ရေးအတွက်အချက်၃ချက်ပါတောင်းဆိုစာတစ်စောင်မေလ4ရက်နေ့သကောင်လောက်မှာလော့ဒ်အာဝင်စီသူရေးခဲ့တယ်စားကွန်တွေအဆုံးသတ်ရေးစီးနှင်းသူတွေကိုဖမ်းဆီးရေးပြင်းပြင်းထန်ထန်နှိမ်နင်းရေးစာကိုအဆုံးသတ်ပြီးသူအိတ်လိုက်တယ်နောက်နေ့မနေ့မှာတော့ဂန္ဒီအချုပ်ခန်းထဲရောက်နေပါပြီကြီးကြီးနူးနူးနဲ့ပါပဲသူ့ကိုဖမ်းတဲ့သတင်းတွေကတမျိုးပြီးတမျိုးတော်မီပြန့်တယ်လို့ကူးဆက်သွားခဲ့တယ်ပုံမှန်အခြေအနေအားလုံးနဲ့ရပ်တန့်သွားခဲ့တယ်လော့ဒ်အာဝင်ကမှန်မှန်ဖိအားပေးတဲ့ယူဟာကိုကြီးညာခဲ့ပါတယ်ရဲတွေအနေနဲ့အင်အားနည်းနည်းပဲသုံးရမယ်တဲ့အရေးပေါ်အမိန့်တရအာဝင်ကထုတ်ပြန်လိုက်တယ်နိုင်ငံရေးစီးပွားပွဲတွေခွင့်မပြုဘူးသတင်းတွေကိုဆင်ဆာဖြတ်တောက်မယ်အိန္ဒိယအမျိုးသားကွန်ဂရက်အလုပ်ကော်မတီကိုပိတ်ပင်လိုက်တယ်အမိန့်တရအရဥပဒေချိုးဖောက်ခွင့်ရသွားပြီလို့အာဝင်ရဲ့မနှိမ်နှင်းပြအောင်ရှောင်တဲ့အစီအစဉ်ပြတ်သွားခဲ့တယ်ဂန္ဒီဖြစ်ချင်တဲ့အတိုင်းပဲလူတွေထောင်နဲ့ချီအဖမ်းခံကြရတယ် A batch of policemen came to arrest my father. ကျွန်တော်အဖေကိုဖမ်းဖို့ရဲတအုပ်ရောက်လာကြတယ်လी Young children were following the police. ကျွန်တော်တို့ကလေးတွေကတချို့ဟာရဲကားနောက်ကိုလိုက်ကြတာပေါ့တတ်တာဖေဖေလို့အဲ့ဒါလို့နှုတ်ဆက်ရမယ်စားဖေဖေဒီတစ်ခါနှစ်နှစ်ထက်နည်းမှာမဟုတ်ဘူးကျွန်တော်တို့ပြောကြတယ် No less than 2 years, which means I want you to be in prison for no less than 2 years. ဆိုလိုတာကတော့ဗျာအဖေကိုနှစ်နှစ်ထက်မနည်းထောင်ထဲမှာနေစေခြင်းတဲ့သဘောပါကြည်စားမအောင်3လလောက်ထောင်ကြတာမဟုတ်ဘူးငါတို့အဖေနှစ်နှစ်ထောင်ကြတဲ့အတွက်ကလေးတွေဂုဏ်ယူကြတယ်လीဂန္ဒီရဲ့အတွေးခေါ်ကကလေးတွေကြားတဲ့ရောက်နေတာကို ဒါရာဆာနာမြို့စားလုပ်ငန်းတွေသိမ်းယူမှုဟာဂန္ဒီကိုယ်တိုင်မပါတော့ဘူးဆက်ဖြစ်နေပါတယ်နာမည်ကြီးကဗျာဆီယာမဆာရိုဂျီနီနိုင်ဒူကဥဆောင်ပါတယ်သူကသူ့ရဲဘော်တွေကိုခုလိုညွှန်ကြားပါတယ် ဘလို့အခြေအနေမျိုးကိုပဲရောက်အကြမ်းမဖက်ရဘူး